ညိုထွက်ရဲ့အမွေလွဲပြောင်းပိုင်ခွင့်စီးရင်ထဲမှာတက်သူသမီးမလက်လက်နဲ့သူမြင်းများဖြစ်တဲ့စန္ဒာနဲ့သူရောက်ဒီနာမည်ရဲ့အမွေလွဲပြောင်းမှုကိုကျွန်တော်တို့ညွှန်ကြားခဲ့ပါတယ်ခဲနာမည်လုံးဝမပါပါဘူးဦးမြင့်မောင်ဗျာစာကြီးအောင်အမေနဲ့အတူပြောပါကစားလိုက်အောင်ဟုတ်လားဒီလူနဲ့ရမယ်မိန်းကလေးကတော့အတော့ကိုကံကောင်းမှာပဲတူမကြီးဒီလိုဆိုလဲဦးလေးတူမဆင်းစင်တွေကိုကံကောင်းအောင်လုပ်လိုက်ပါလားဦးလေးလည်းချမ်းသာသွားရောကျမလာခေါ်တာရှင်းမလာခေါ်တာမလာဘူး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 ရှင်ကျမဖေရရဲ့ဆက်ဆက်ပြီးရှင်တရားမဲ့နဲ့ကြောင့်ရှင်ကြောက်နေပေါ်ထလားတာကြည့်ကြည့်ကောင်းကောင်းကြည့်ဘာလဲညီညီအင်းရှိတော့ဟုတ်ပါပြီနောက်လည်းအဲ့လိုပဲအမြင်မတော်တာရှိရင်မောင်လေးကိုဆုံးမနော်ကိုလည်းကွာလုပ်ပြီကိုနဲ့ຫນွေနဲ့ကချစ်သူတွေသာဆိုရင်တခါမှကြည်ကြည်နူးနူးအေးဆေးလည်းမတွေ့ရຫນွေရလဲကွာအခုချိန်ကဘလို့ရေးကြီးနေဆိုຫນွေလည်းသိပါတယ်အနေထိုင်စင်ရမယ်ຫນွေတနေ့နေ့ဒီလိုအဖြစ်မျိုးနဲ့ကြုံရလိမ့်မယ်လို့ကြိုတွက်မိခဲ့ပြီမယ်ဒီလောက်ထိမြင်မြန်ဆန်းဆန်းစူးစူးဝါးဝါဖြစ်လိမ့်မယ်လို့မထင်ခဲ့မိဘူးမလဲလဲရခေါ်လာတယ်နော်မမေဒီကမတည်းတယ်လားဒီမမေအမြင်တော့ခေါ်ပြီးလို့မရဘူးလားဒီတားမမေရလေတားကိုသမားဟုတ်တယ်ပြန်ပို့ပြီးခေါ်လာမှာ